January 4 ရက်နေ့2026ခုနှစ်မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနေ့ကနေပြီးတော့မှကျွန်တော်ဒီမနေ့ခင်းမှာဘုရားခင်ဥပြုပုဂ္ဂိုလ်ရဲ့အစီအစဉ်ရှိန်တိုင်းမှာကျွန်တော်ကြိုဆိုပါရစေဒီနေ့မနေ့ခင်းအတွက်တော့ကျွန်တော်နှုတ်ကတော့တစ်ချက်လေးကိုဖတ်ပြချင်ပါတယ်ဒါကတော့ယောမဩဝါဒစာအခန်းကြီး8အခန်းရဲ့1မှာဖြစ်ပါတယ်ယေရှုခရစ်၌တည်ပြီးအသက်ရှင်စေသောဝိညာဉ်တော်၏တရားသည်အပြစ်တရား၏လက်မှ၎င်းသေခြင်းတရား၏လက်မှ၎င်းငါ့ကိုကယ်လွတ်ပြီးနှုတ်ကတော်ဘုရားကောင်းကြီးပေးပါစေလွတ်လပ်ရေးလို့ကျွန်တော်ပြောတဲ့အခါမှာလူတိုင်းဟာလွတ်လပ်ရေးကိုအရင်နှစ်သက်ကြတာဖြစ်ပါတယ်လွတ်လပ်ရေးရခဲ့ရင်ငါတို့ဘာလုပ်ကြမလဲဆိုတဲ့လူတွေဟိုးလူရဲ့နှစ်ပေါင်းများစွာကလေးကနေလွတ်လပ်ရေးတကြိုးပမ်းလာခဲ့ကြတာဖြစ်ပါတယ်ဒီနေ့အချိန်ထိတော့2025ခုနှစ်အတွက်တော့မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဟာနှစ်ပေါင်း89နှစ်ရှိခဲ့ပြီ48ခုနှစ်ကနေ48ခုနှစ်ကနေရခဲ့တဲ့လွတ်လပ်ရေးဖြစ်တယ်အင်္ဂလိပ်ဂျွန်သဘောဝါကနေလွတ်ရတဲ့ခွင့်ရတာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်အနေနဲ့ဝင်ငါချင်တဲ့ချက်ကတော့အင်္ဂလိပ်ဂျွန်လို့ခေါ်တဲ့လူသားချင်းဂျုံပြုတဲ့ကိုလိုနီခေတ်ကဂျွန်ဝါကနေလွတ်ပြီးတာမန်လွတ်လပ်တဲ့လူသားတစ်ယောက်အနေနဲ့နေထိုင်ရတဲ့အရာဒီဇာတိရဲ့လွတ်မြောက်ခြင်းအရာတွေထဲကျွန်တော်ဆိုလိုချင်တဲ့ဝင်ငါချင်တဲ့အကြောင်းအရာတစ်ခုကတော့ဝိညာဉ်ရေးကလွတ်မြောက်ခြင်းတစ်ခုကိုကျွန်တော်ဝင်ငါချင်တာဖြစ်ပါတယ်တမန်ကျမ်းစာကကျွန်တော်တို့ကိုဘာပြောနေသလဲဆိုတော့နှုတ်ကတော်ထဲမှာဝိညာဉ်သဘောနဲ့အသက်ရှင်တဲ့အခါမှာဝိညာဉ်တရားရဲ့အသက်ဆက်မှုကြောင့်ကျွန်တော်အပြစ်တရားရဲ့လက်က၎င်းသိခြင်းတရားရဲ့လက်က၎င်းလွတ်တယ်လို့ပြောတယ်အပြစ်တရားရဲ့လက်ကလွတ်တယ်သိခြင်းတရားလက်ကလွတ်တယ်လို့ပြောတယ်အကျဉ်းချုပ်ပြီးတော့မှကျွန်တော်ပြောမယ်ဆိုရင်ယေရှုခရစ်တော်ဘုရားကိုယုံကြည်ခြင်းအပြင်လက်ရှိဘဝအသက်ရှင်နေတဲ့ကာလမှာလည်းပဲကျွန်တော်အော်တပါစိတ်ကြည်လင်စွာနဲ့ဘဝအသက်ရှင်မှုလုပ်ငန်းတွေနဲ့ဆိုင်တဲ့ရာပေါ်မှာတွာလာလုပ်ကိုင်တဲ့အခါမှာစိတ်ရှင်းလင်းတယ်။နောက်ဘဝအာမခံချက်တွေလည်းပဲဘုရားခင်ပြင်ဆင်ပေးထားပြီးဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်နားလည်ရတာဖြစ်ပါတယ်။ဆိုတော့ယုံကြည်သူကျွန်တော်တို့အသက်တာထဲမှာသတိထားရမယ့်ချက်ဆင်ခြင်ရမယ့်ချက်ကကျွန်တော်တို့ကိုဘုရားခင်ရွေးကောက်ထားတာဖြစ်တယ်။ဘာအတွက်ရွေးကောက်ထားတာလဲဆိုကျွန်တော်တို့ရဲ့လွတ်မြောက်ခြင်းတွေဘုရားခင်ကျွန်တော်တို့ရွေးကောက်ပေးထားတာဖြစ်တယ်။ဘုရားကျွန်တော်တို့ကိုပေးထားပြီးသားဖြစ်တယ်။ဆိုတော့အဲ့ဒီရွေးကောက်ခြင်းကိုခံရတဲ့ကျွန်တော်တို့တွေအနေနဲ့ထိုဘုရား၌တာ၍ငွေလျော်ဖို့ထိုဘုရား၌ရတဲ့လွတ်မြောက်ခြင်းကိုတာ၍ကြိုးစားဆက်ကပ်ပြီးတော့မှဘုရားဘုန်းတော်အတွက်အစီခံဖို့ဖြစ်တယ်ဆိုတော့နှုတ်ကတော်ပြီးကျွန်တော်နားလည်ရပါတယ်။ဒါကြောင့်ကျွန်တော်တို့လွတ်မြောက်ခြင်းရတယ်ဆိုတာကျွန်တော်တို့လွတ်ခြင်းလို့ကျွန်တော်တို့လွတ်လပ်ခြင်းလို့ကျွန်တော်ကိုယ်တိုင်ယုံရတဲ့အရာတဲ့ဝိညာဉ်ရေးရာမှာဘုရားခင်ကကျွန်တော်တို့ကိုစားတည်ခံပေးတဲ့ယေရှုခရစ်တော်အဖြစ်လွတ်ခြင်းကိုကျွန်တော်တို့ရရှိစေခဲ့တာဖြစ်ပါတယ်။အဲ့ဒီလွတ်ခြင်းကအပြစ်တရားလက်ကလွတ်ခြင်းတာမကဘူးအကျင့်တရားလက်ကလည်းကျွန်တော်တို့ကိုလွတ်ခြင်းခွင့်ဖျားကျွန်တော်တို့ပြင်ဆင်ပေးတယ်။ထာဝရကာလမှာကျွန်တော်တို့အတွက်ပြင်ဆင်ပေးထားတဲ့ဘုရားခင်ကောင်းမြတ်တဲ့အရာတွေအမြဲတမ်းရှိနေပါတယ်ဆိုရအောင်ဒီနေ့မနေ့ခင်းမှာအထက်မှဆင်ခြင်နိုင်ဖို့လို့ငါဝင်ကတိုက်တွန်းချင်ပါတယ်အားလုံးပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေ။